ဒီနေ့ကုန်ကြစိတ်နဲ့ထမင်းစားမိန်စီတဲ့ဟင်းလေးနှစ်ခွက်ချက်စားဖြစ်ပါတယ်ပထမတစ်မျိုးကတော့ခပွဲသီးကျဲဥကြော်ချက်လေးပါနောက်တစ်မျိုးကတော့ကျွန်းရမို့ချင်ကန်သက်တုပ်လေးပါခင်ဗျခပွဲသီးကြော်ချက်ကတော့လွယ်ကူရိုးရှင်းပြီးတော့အမြန်ဆန်တဲ့ဟင်းလေးတစ်ခွက်ပါချက်ရတာလည်းအရန်ကိုလွယ်ပါတယ်ပုံမှန်မြန်မာအရွက်ကြော်ချက်လေးတွေချက်တယ်လို့ပါပဲစီတဲ့ကိုစနစ်မုံလေးနည်းနည်းထည့်ပြီးတော့ကြက်သွန်ဖြူနီကိုစီတက်မယ်ပြီးလို့ရှိရင်ခဝဲသီးထည့်မယ်ပေါ့နော်ခဝဲသီးလေးကိုနည်းနည်းအီအောင်ထားပြီးတော့ရေအနှဲငယ်ထည့်ပြီးတော့နူးလာလို့ရှိရင်ကြက်ဥလေးအုပ်လိုက်ရင်ခဝဲသီးကြော်ချက်ဟင်းလေးကိုရပါပြီဗျမိုးကြောက်တုပ်ဖို့အတွက်ပထမဦးဆုံးမိုးကြောက်တွေကိုရေတစ်ထက်လောက်ဆေးပြီးတော့ရေစိမ်ထားပါမယ်မိုးကြောက်ကအနှဲငယ်ပွားလာပြီဆိုရင်တော့နူးအောင်ပြုတ်လိုက်ပါမယ်ခင်ဗျတုပ်ဖို့အတွက်မိုးကြောက်လေးတွေကိုပပလှီထားပါမယ်ဗျကျွန်တော်ကတော့တုပ်မဲ့အထဲကိုကြက်သွန်နီရဲ့နနံပင်ရဲ့ငြုတ်သီးစိမ့်ရဲ့ကိုထည့်ပါမယ်အရင်ကတော့မြန်မာအတုပ်တွေတုပ်တယ်လို့စီချက်အဝါနဲ့တုပ်လေးရှိတယ်ပေါ့နော်ဒီနေ့ကျွန်တော်ကတရုတ်တွေတုပ်တယ်လို့စီမွေးလေးတက်ပြီးတော့တုပ်ကြည့်မယ်ဗျစီမွေးလုပ်ဖို့အတွက်ကြက်သွန်ယူလေးကိုနှုတ်ဆင်းထားမယ်ပြီးရင်ငြုတ်သီးချမ်းပလေးအနှဲငယ်ထည့်မယ်နှမ်းလေးပါထည့်မယ်ဗျနှမ်းထည့်ပြီးရင်တော့ကျွန်တော်တို့စီပူကိုပေါ့နော်လောင်းထည့်လိုက်မယ်ဗျဒါဆိုရင်တော့စီမွေးလေးရပြီပေါ့နော်အရသာအတွက်ကတော့စားရယ်ဟင်းခက်အချုံမိုးရယ်ပဲငံမြရယ်အကျဉ်အနှဲငယ်ကိုကျွန်တော်သုံးထားပါတယ်ဗျအရသာတွေထည့်ပြီးရင်တော့ခုနစီမွေးလှုပ်ထားတာလေးထည့်လိုက်မယ်ပေါ့နော်နောက်ပြီးတံမြာသီးလေးညှစ်လိုက်လို့ရှိရင်အရသာရှိတဲ့ကျွန်းရမိုးချင်ငံဆက်တုပ်လေးကိုရပါပြီကျွန်းရမိုးကတော့ကျမ်းမာရေးနဲ့လည်းညီညွတ်တယ်ပေါ့နော်အထူးသဖြင့်နှလုံးသွေးကြောကျဉ်တဲ့လူတွေစားပေးရဆိုလို့ကျွန်တော်အဖေနှလုံးသွေးကြောပိတ်တုံးကတစ်နှစ်နီးပါအိမ်ရဲ့ဟင်းပွဲတွေမှာမပါမဖြစ်ဟင်းတစ်ခွက်ဖြစ်ခဲ့ပါတယ်ဗျဒီနေ့ကျွန်တော်ချက်စားတဲ့ဟင်းလေးကလူတိုင်းလှုပ်တတ်တဲ့ဟင်းလေးတွေဖြစ်ပါတယ်ဗျဒါပေမဲ့တနေ့ကုန်ကြစိနင်းနဲ့လိုက်ဖက်တဲ့ဟင်းလေးတွေချက်စားခြင်းနဲ့အိမ်ရှင်မတွေအားလုံးလိုက်ချက်စားကြည့်ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ